ဒီကားကတော့ကိုရီးယားရဲ့ဆက်ရှင်နှစ်အထက်သဲထည့်ရင်ဖို့ရုပ်ရှင်တွေထဲမှာအကောင်းဆုံးလို့တောင်ပြောလို့ရပါတယ်ဒီကားတွေကလူသက်နည်းတွေကတကယ့်ကိုရက်ဆက်ကြမ်းကြုတ်လွန်းလာပါတယ်မိုးတဲထီရွာတဲ့ညတွေရောက်တိုင်းလူသက်သမားဟာသားကောင်ရှာဖို့အပြင်ထွက်လိမ့်ရှိပြီးလူမရိပ်မိတဲ့အချိန်မှာရိုက်နှက်မိလဲစီကဖမ်းခေါ်သွားတတ်ပါတယ်အဲ့ဒီနောက်တောတောင်တွေထဲခေါ်သွားပြီးတော့မဖွယ်မရာအတ္တမပြုတ်ကျင်ပါတယ်အလုပ်ကိစ္စပြီးသွားတဲ့အခါမှာတော့အလောင်းဖြောက်တဲ့ကိရိယာမျိုးစုံကိုထုတ်ပြီးသားကောင်ကိုအသားတခြားအယိုးတခြားဖြစ်အောင်အပိုင်းပိုင်းဖြတ်တောက်ကတောထဲမှာဖြစ်ဖြစ်သူ့အိမ်ရှိမှာဖြစ်ဖြစ်စိတ်ကြိုက်မြုပ်နှံပြီးသူ့ရဲ့ဖောက်ပြန်နေတဲ့စိတ်အာတိတကိုဖြည့်ဆည်းလေးရှိပါတယ်တကယ့်ကိုအံ့ဩဖို့ကောင်းတာကဒီကားဟာတကယ့်ဖြစ်ရမှန်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်လို့မြေနေရာတိတ်မကျပေမဲ့စိတ်မနှံ့တဲ့လူတွေတော်တော်များတဲ့ကိုရီးယားနိုင်ငံရဲ့အခြေအနေကိုတခါပြန်ပြီးတက်တည်ပြလိုက်တယ်လို့ပါပဲကြည့်ပြီးသွားရင်တကူလုံးစက်သိမ်းမွေးညင်းတွေထသွားရလောက်အောင်ပါပဲစကားတွေအများကြီးပြောမနေတော့ပဲဒီဗီဒီယိုကိုဘေးနားကအထူးဆန်းဆုံးတငယ်ချင်းစီအမြန်ဆုံးမျှဝေပေးလိုက်ပြီးအတူတူကြည့်လိုက်ကြရအောင်နော်မကြသေးခင်ကကိုရီးယားနိုင်ငံဆိုးမြို့လေကောင်မှာတကယ့်ကိုရုပ်မာရက်ဆက်တဲ့လူသက်သမားတစ်ယောက်ထပ်ပေါ်လာပြန်ပါတယ်သူကညင်တဲ့အချိန်မှာတယောက်တည်းရှောက်သွားနေတဲ့အမျိုးသမီးတွေကိုချောင်းမြောင်းတိုက်ခတ်ရတာကိုဝါသနာပါပြီးတလအတွင်းမှာလည်းအမှုပေါင်း16ခုအထိကျူးလွန်ခဲ့လို့ပြည်သူတွေကြားမှာအတော်လေးကြရက်ရိုက်သွားခဲ့ပါတယ်။ရဲစခန်းမှာလည်း PR တွေကအရင်ကထက်အများကြီးပိုများလာခဲ့ပါတယ်။ရဲစခန်းစီကိုဖုန်းတွေကနေတိုင်းတောက်လျှောက်ဝင်နေပြီးရဲအုပ်ကြီးကိုယ်တိုင်တော့ဖုန်းလက်ခံဖြေချပေးရတဲ့အထိအလုပ်ရှုပ်နေတာပါ။ဒါပေမဲ့ရဲတွေအားလုံးအလုပ်ရှုပ်ပြီးပြာရခတ်နေတဲ့အချိန်မှာဇက်လိုက်တဲ့စုနဲ့သူ့ရဲ့လက်အောက်ငယ်သားချူကျူးတို့ကတော့ AACC ကော်ဖီတောက်နေကြတော့မှာပဲ။ရဲစခန်းထဲမှာဘာမှမဖြစ်တယ်လို့မျိုးလမ်းလျှောက်နေကြတာကတကယ့်ကိုအေးဆေးလွန်းလာပါတယ်။ဒါကိုမြင်တဲ့ရဲအုပ်ကြီးကဒေါသထွက်ပြီးတဲဆူးကိုအကြီးအကျယ်စူပူကျိန်းမောင်းကအမှုသွားအမှုလာကိုချက်ချင်းသွားရှာခိုင်းပြီးဘာမှရှာမတွေ့ရင်တော့လူတယောက်တော့ဖမ်းခဲ့လို့အမိန့်ပေးလိုက်ပါတယ်။အပြင်ရောက်တော့တဲဆူးကရဲအုပ်ကြီးဟာလူအပဲလို့တွတ်မြည်တွန်တောက်တီးနေပါတယ်။အခုဆိုရင်စောင့်ကြည့်ရေးဌာနကလူတွေတောင်အစအနရှာမတွေ့တာသူတို့ကဘလို့လို့ရှာတွေ့နိုင်မှာလဲလို့ပြောနေတာပါ။ဒါပေမဲ့ဗဇက်ကသာပြောနေတာလူကတော့ကားပေါ်ကိုအလိုလျောက်ရောက်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကမိုးရွာနေတာနဲ့လည်းတိုက်ဆိုင်နေတော့ကန်ဆန်းတဲ့အနေနဲ့အလုံးလုံးချင်အောင်ဆောင်ရင်ထွက်လာခဲ့ကြတာပေါ့။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာမကြခင်ကပျောက်ဆုံးသွားတဲ့အမျိုးသမီးရဲ့နေရာကိုသွားပြီးအလုတ်ပြီးကြောင်းပြဖို့အတွက်ဓာတ်ပုံနှဲငယ်ရိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာတဲဆူးရဲ့ညီမလေးမီယွန်းရဲ့ခင်မွန်းဖြစ်သူစောင်းဟွန်းကဘမ်းမအချိန်ပိုအလုပ်လုပ်နေပြီးဇနီးတဲ့နဲ့ဖုန်းထဲမှာအချိုတက်စကားပြောနေကြတာပါ။မန်နေဂျာထွက်သွားပြီးတဲ့နောက်မှာတော့သူကချစ်စရာကောင်းတဲ့ဇနီးတဲ့မီယွန်းစီဖုန်းဆက်ပြီးခဏနေမှအိမ်ပြန်လာနိုင်မယ့်အကြောင်းပြောပြလိုက်ပါတယ်။ဒါကိုကြားတဲ့မီယွန်းကလည်းစောင်းဟွန်းကိုနားလည်ပေးပြီးသူကစောင်းဟွန်းအတွက်အရေးကြီးတဲ့လက်ဆောင်တစ်ခုပြင်ထားတယ်လို့ပြောကအိမ်ကိုစောစောပြန်လာဖို့မှားလိုက်ပါတယ်။မီယွန်းကအခုလေးတင်ဆေးရုံမှာစစ်ဆေးမှုတွေလုပ်ပြီးသွားတာကိုစောင်းဟွန်းကမသိသေးပါဘူး။အဲ့ဒီအရေးကြီးတဲ့လက်ဆောင်ဆိုတာကစောင်းဟွန်းတယောက်ဖခင်ဖြစ်တော့မယ်ဆိုတာပါပဲ။ဖုန်းချပြီးတဲ့နောက်မှာတော့မီယွန်းကမိုးတဲထဲမှာအိမ်ပြန်ဖို့ထွက်လာခဲ့ပေမဲ့သူထွက်လာတာနဲ့အနောက်ကနေဗင်ကားအမဲတစည်းကတောက်လျှောက်လိုက်လာတာကိုတော့သူမသိလိုက်ပါဘူး။ထင်ထားတဲ့အတိုင်းပါပဲမီယွန်းကလူသူမရှိတဲ့လမ်းတောင်တစ်ခုကိုရောက်တဲ့အချိန်မှာဥထုတ်ဆောင်းထားတဲ့လူတစ်ယောက်ကသူ့ကိုတူနဲ့ရိုက်လိုက်လို့မေ့လဲသွားခဲ့ပါတယ်။အဲ့ဒီနောက်သူ့ကိုဗင်ကားပေါ်တင်သွားပြီးအာဓမကျင့်ပြီးတက်ပစ်ဖို့အတွက်ဘယ်နေရာမှမသိတဲ့နေရာတစ်ခုကိုခေါ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲမီယွန်းရဲ့ဖုန်းကမီးလာပါတယ်။မောက်မာလာတဲ့လူသက်သမားကန်ချွန်းကဖုန်းကိုကြည့်လိုက်တော့ဆောင်းဟွန်းစီကဖုန်းဖြစ်နေတာကိုတွေ့ပြီးလှောင်ပြုံးကဖုန်းကိုပတင်းပေါက်ကနေအပြင်ကိုလွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီလိုနဲ့ကန်ချွန်းကအာယုံများသွားတဲ့အချိန်မှာအရှိကကုန်တင်ကားတစ်စီးကိုအနောက်ကနေဝင်တိုက်မိသွားပါတယ်။ကားမှန်တွေတောင်ကွဲကုန်တဲ့အထိပြင်းထန်သွားခဲ့တာပါ။ကုန်တင်ကားပေါ်ကလူကဆင်းလာပြီးကန်ချွန်းကိုဆဲဆူကျိန်းမောင်းပါတော့တယ်။ကန်ချွန်းကတော့သူ့ကားထဲမှာအမျိုးသမီးတစ်ယောက်ပါနေတာကိုသတိရပြီးဘာမှပြန်မပြောဘဲကားကိုချက်ချင်းမောင်းထွက်သွားလို့ဟိုလူလဲကြောင်ပြီးကြံခဲ့ရတာပေါ့။ကန်ချွန်းကကားကိုတောင်ပေါ်အထိမောင်းသွားပြီးရပ်လိုက်ပါတယ်။ပထမဆုံးကားနောက်ခန်းထဲကလျှက်စစ်လွန်သွားတစ်ခုကိုထုတ်ပြီးမီယွန်းကိုကားထဲကနေဆွဲထုတ်လာခဲ့ပါတယ်။မီယွန်းကိုတောနက်ထဲအထိတရွတ်တိုက်ဆွဲခေါ်သွားတာပါ။ခဏကြာတော့ကန်ချွန်းဟာမိုးရဲလေထဲမှာတကူလုံးသွေးတွေနဲ့ရက်နေပြီးသူ့ကိုယ်ပေါ်ကသွေးတွေကိုမိုးရေနဲ့ဆေးချနေပါတယ်။သူကအဲ့ဒီလိုခံစားချက်ကိုတကယ်ကိုသဘောကျနေပုံရပြီးလူသက်သမားတစ်ယောက်အနေနဲ့ကိုတကယ်ကိုစိတ်မနှံ့တဲ့သူလို့ထင်ရပါတယ်။အဲ့ဒီအချိန်မှာတဲဆူးကတော့ကားထဲမှာသူ့ရဲ့လက်အောက်ငယ်သားချိုကျူးကိုမိုးရေဆူနေတဲ့သူ့ရဲ့ခြေအိမ်နှံကိုအတင်းနှံခိုင်းပြီးနောက်ပြောင်နေတော့မှာပဲ။ပြင်းနေတာနဲ့ရေဒီယိုထဲမှာအမှုအသစ်တွေရှိမလားလို့နားထောင်လိုက်တဲ့အခါမတော်တဆရင်တိုက်မှုဖြစ်ပွားပြီးထွက်ပြေးသွားတဲ့သတင်းတစ်ခုထွက်လာပါတယ်။အဲ့ဒီနေရာကသူတို့သွားနေတဲ့လမ်းပေါ်မှာပဲဖြစ်နေလို့တဲဆူးကရောက်လက်စားနဲ့အချိန်ဖြုံးဖို့သွားကြည့်မယ်လို့ပြောလိုက်ပါတယ်။အခင်းဖြစ်တဲ့နေရာကိုရောက်တော့တဲဆူးကတခုခုထူးဆန်းနေတယ်လို့ခံစားမိပါတယ်။ရင်တိုက်ပြီးထွက်ပြေးသွားတဲ့သူရဲ့ကားကတော်တော်လေးပျက်စီးသွားတာတောင်ပြီးတော့တစ်ဖက်လူကလမ်းမဝင်တာဖြစ်ပါလျက်နဲ့သူကအာမခံလည်းမတောင်းရဲလည်းမတိုင်ပဲချက်ချင်းမောင်းပြေးသွားတာကတော်တော်လေးစဉ်းစားစရာဖြစ်နေတာပါချက်ချင်းပဲလမ်းဘေးမှာအမျိုးသမီးသုံးဖုန်းတစ်လုံးကိုသူတွေ့သွားပါတယ်ဒါကိုမြင်တဲ့တဲဆူကကားပေါ်ကိုအမြန်ပြန်တက်ပြီးအထက်လူကြီးစီဖုန်းဆက်လိုက်ပါတယ်ပြီးတော့အဲ့ဒီလူထွက်ပြေးသွားတဲ့လမ်းကြောင်းအတိုင်းလိုက်သွားပြီးဒီရင်တိုက်မှုဟာအဲ့ဒီစိတ်တဇလူသက်သမားနဲ့ပတ်သက်နိုင်တယ်လို့ပြောလိုက်ပါတယ်မိုးရွာတဲ့နေ့သားကောင်ကထွက်ပြေးသွားတာလမ်းဘေးမှာအမျိုးသမီးဖုန်းပြတ်နေတာဒီလက္ခဏာတွေအားလုံးကပုံမှန်မဟုတ်ဘူးဆိုတာပြနေတာပါသူတို့နှစ်ယောက်တောင်ပေါ်တက်တဲ့လမ်းတောင်တစ်ခုကိုရောက်တဲ့အခါတဲဆူးကချိုကျူးကိုကားရက်ခိုင်းလိုက်ပါတယ်
သူကားပေါ်ကဆင်းပြီးလမ်းပေါ်ကအမှတ်အသားတွေကိုကြည့်လိုက်တော့ရှွန့်လမ်းပေါ်မှာကားတစ်စီးမောင်းသွားတဲ့လက်လက်ဆက်ဆက်အမှတ်အသားတွေကိုတွေ့လိုက်ရပါတယ်သူကားပေါ်အမြန်ပြန်တက်ပြီးအဲ့ဒီလမ်းအတိုင်းလိုက်ဖို့ချူကျူးကိုခိုင်းလိုက်ပါတယ်မီးပွိုင်းတစ်ခုကိုရောက်တဲ့အခါမှာတော့တေဆူကတောင်ပေါ်ကနေအခုလေးတင်ဆင်းလာတဲ့ကားတစ်စီးကိုတကယ်ပဲတွေ့သွားပါတယ်သူကကားပရင်ပေါင်နာသွားပြီးရဲဖြစ်ကြောင်းပြကကန်ချွန်းကိုစစ်ဆေးဖို့အတွက်ကားပေါ်ကဆင်းခိုင်းလိုက်ပါတယ်ဒါကိုမြင်တဲ့ကန်ချွန်းကပြပြတလဲဖြစ်ပြီးလက်ကစတီယာရင်ကိုတင်းတင်းဆုပ်ကမောင်းပြေးဖို့ကြိုးစားပေမဲ့အနောက်ကကားတစ်စီးကသူ့အရှိကိုဝင်ရက်လိုက်လို့လမ်းပိတ်သွားခဲ့ပါတယ်ကန်ချွန်းလည်းကားပေါ်ကဆင်းပြီးတေဆူတို့ရဲ့စစ်ဆေးမှုကိုခံလိုက်ရပါတော့တယ်ဒါဟာရင်တိုက်ပြီးထွက်ပြေးသွားတဲ့ကားဖြစ်ကြောင်းအတီးပြုတ်ပြီးတဲ့နောက်ကန်ချွန်းကိုချက်ချင်းဖမ်းဆီးလိုက်ပါတယ်တေဆူကကားနောက်ခန်းကိုသွားဖွင့်ကြည့်လိုက်ပါတယ်ဒီကိစ္စကဒီလောက်နဲ့မပြီးနိုင်ဘူးလို့သူခံစားမိပြီးရှာဖွေကြည့်လိုက်တော့ကားနောက်ခန်းထဲမှာသပင်တစုကိုတွေ့လိုက်ရပါတယ်ထိကြည့်လိုက်တော့သပင်ပေါ်မှာသွေးစာတွေကလက်လက်ဆက်ဆက်ရှိနေတော့မှာပဲအဲ့ဒီအချိန်မှာတေဆူကသူ့ရဲ့ထင်မြင်ချက်မှန်ကန်ကြောင်းအတီးပြုတ်နိုင်ခဲ့ပါတယ်မကြခင်မှာပဲမှုခင်းဆရာဝန်တွေရောက်လာပြီးကားတစ်စီးလုံးကိုအသေးစိတ်စစ်ဆေးလိုက်ပါတယ်စစ်ဆေးချက်အရကားထဲမှာအမျိုးသမီး10ယောက်ထက်မနည်းရဲ့သွေးရာတွေကိုတွေ့လိုက်ရပါတယ်ဒါကိုမြင်တဲ့ရဲအုပ်ကြီးကတေဆူကိုတော်တော်လေးချီးကျူးပြီးသူ့တစ်ချက်ကလေးလှုပ်လိုက်တာနဲ့ရဲစခန်းတစ်ခုလုံးရဲ့စံချိန်ကိုကြော်သွားပြီလို့ပြောလိုက်ပါတယ်တေဆူကလည်းဒါကိုကြားတော့အတော်လေးဂုဏ်ယူနေပြီးအကြီးအကျယ်အောင်မြင်မှုရလိုက်တယ်လို့ခံစားနေရပါတယ်သူဟာချက်ချင်းယာရုတက်ပြီးလာစာတိုးတော်မယ်လို့တောင်စိတ်ကူးရင်နေတာပါအဲ့ဒီအချိန်မှာရောက်ဖဖြစ်သူစောင်းဟွန်းစီကဖုန်းဝင်လာပြီးမီယွန်းရဲ့သတင်းများကြားလာလို့မေးပါတယ်တေဆူကတော့အောင်မြင်မှုရဲ့ပျော်ရွှင်မှုထဲမှာနစ်မွန်းနေတုန်းဖြစ်လို့မီယွန်းတစ်ခုခုဖြစ်သွားနိုင်တယ်ဆိုတာကိုလုံးဝထည့်မစင်စားမိသေးပါဘူးဖုံးဆက်လို့မရတာဖုံးအားကုန်သွားလို့ဖြစ်မှာပါစိတ်မပူနဲ့လို့ပြောပြီးဖုံးချကထမင်းစားဖို့ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဘေးနားကလှုပ်ဖို့ကင်ဘက်ကလမ်းဘေးမှာတွေ့ခဲ့တဲ့ဖုံးပိုင်ရှင်ရဲ့အချက်လက်ကိုပြောပြလိုက်ရာနာမည်ကမီယွန်းဖြစ်နေပါတယ်ဒါကိုကြားလိုက်ရတဲ့တေဆူဟာချက်ချင်းပဲစွန့်အသွားပါတော့တယ်သူ့ရဲ့ကဘာကြီးတစ်ခုလုံးပြိုကျသွားတယ်လို့သူခံစားလိုက်ရပါတယ်ဘေးနားကလှုပ်ဖို့ကင်ဘက်တွေကလည်းသူ့ရဲ့ထူးဆန်းတဲ့အမူအရာကိုကြည့်နေကြပါတယ်တေဆူကစစ်ဆေးရေးအခန်းထဲကိုပြေးဝင်သွားပြီးကန်ချွန်းကိုအစိမ့်လိုက်ထိုးကြိတ်ပါတော့တယ်မီယွန်းဘယ်မှာလဲဆိုတာပြောဖို့အတင်းအကျပ်ခိုင်းနေပေမဲ့နောက်ဆုံးမှာတော့လှုပ်ဖို့ကင်ဘက်တွေကသူ့ကိုတားလိုက်ရပါတယ်ကျမ်းပြင်ပေါ်မှာလဲနေတဲ့ကန်ချွန်းကတော့အေးဆက်ဆက်လောင်ပြုံးပြုံးပြီးမင်းဘာသာမင်းသွားရှာချီလို့ပြောလိုက်ပါတယ်ဒါကိုကြားတဲ့တေဆူကထပ်ပြီးထိုးဖို့ကြိုးစားပေမဲ့လှုပ်ဖို့ကင်ဘက်တွေကအတင်းဆွဲခေါ်သွားကြပါတယ်သူချက်ချင်းပဲရောက်ဖဆောင်ဟွန်းရဲ့အိမ်ကိုသွားပြီးညီမဖြစ်သူရဲ့အခန်းထဲကိုဝင်ကညီမလေးရဲ့စပင်တပင်ကိုယူဖို့ကြိုးစားပါတယ်ကားနောက်ခန်းကစပင်ကမီယွန်းရဲ့စပင်မဟုတ်ဘူးဆိုတာကိုတက်တည်ပြချင်နေတာပါဘေးကဆောင်းဟွန်းကတော့ပူပန်နေပြီးဘာဖြစ်တာလဲဆိုတာသိချမသိပေမဲ့တေဆူရဲ့အပြုတ်မှုကိုကြည့်ပြီးတခုခုတော့ဖြစ်ပြီဆိုတာရိပ်မိနေပါတယ်တေဆူကဆောင်းဟွန်းကိုဘလို့နှစ်သိမ့်ရမလဲမသိလို့မီယွန်းတခုခုဖြစ်သွားပြီလို့အတိမပြုတ်နိုင်သေးကြောင်းနဲ့အိမ်မှာပဲအေးအေးဆေးဆေးစောင့်နေဖို့ပြောလိုက်ပါတယ်အဲဒီနောက်တေဆူဟာစစ်စေးရေးဌာနရှိမှတညလုံးစောင့်နေခဲ့ပါတယ်မှုကင်းဆရာဝန်ထွက်လာတဲ့အခါမှာတော့သူ့မျက်နှာပေါ်ကအမူအရာကအားလုံးကိုအပြည့်ပေးလိုက်တယ်လို့ပါပဲအမှန်တရားကိုလက်မခံနိုင်တဲ့တေဆူဟာတခြားရဲတွေနဲ့အတူကန်ချွန်းတက်ခဲ့တဲ့အမျိုးသမီးတွေရဲ့အလောင်းကိုစတင်ရှာဖွေပါတော့တယ်တောတောင်တွေထဲမှာရောကန်ချွန်းရဲ့အိမ်မှာပါတလက်မမကြံရှာကြတာပါမကြခင်မှာပဲရဲခွေးတွေရဲ့အကူအညီနဲ့အလောင်းမြုပ်ထားတဲ့နေရာတွေကိုတစ်ခုပြီးတစ်ခုရှာတွေ့ခဲ့ပါတယ်ဒူးပေါ်ကြည့်တဲ့အခါမှာတော့ပုတ်ပွားနေတဲ့အလောင်းတွေကိုတွေ့လိုက်ရပါတယ်အလောင်းတွေအများကြီးရှာတွေ့ခဲ့ပေမဲ့တေဆူရဲ့ညီမမီယွန်းရဲ့အလောင်းကိုတော့ရှာမတွေ့ခဲ့ပါဘူးညီမရဲ့အလောင်းကိုရှာမတွေ့တဲ့တေဆူဟာစစ်စေးရေးအခန်းထဲကိုတစ်ခါထပ်ပြေးဝင်သွားပြီးချိုကျူးကိုအရင်တိုင်မှာချီနှောင်လိုက်ပါတယ်အဲဒီနောက်ကန်ချွန်းကိုတအားထိုးကြည့်ပြီးမီယွန်းရဲ့အလောင်းဘယ်မှာလဲဆိုတာပြောဖို့အတင်းခိုင်းပါတယ်ဒါပေမဲ့ကန်ချွန်းကတော့အရင်တိုင်းပဲမင်းဘာသာမင်းသွားရှာပါလို့ပဲပြောနေပြန်ပါတယ်ဒါကိုကြားတဲ့တေဆူကထပ်ပြီးလက်ပခြင်းပေမဲ့ကန်ချွန်းလိုလူသက်သမားမျိုးကသူ့ရဲ့စိတ်တစားအတွေးခေါ်နဲ့သူရှိပြီးသားမို့ဘလောက်ရက်အလကားပဲဆိုတာသူနားလည်သွားပါတယ်နောက်ဆုံးမှာတော့တေဆူဟာမြေပြင်ပေါ်မှာဒူးထောက်ပြီးမီယွန်းရဲ့အလောင်းဘယ်မှာလဲဆိုတာပြောပြဖို့ကန်ချွန်းကိုတောင်းပန်ပါတော့တယ်ဒါပေမဲ့ကန်ချွန်းကတော့တေဆူရဲ့ပုံစံကိုကြည့်ပြီးဘာမှမခံစားရတဲ့ပုံပါပဲတေဆူလည်းဒေါသထွက်ပြီးကန်ချွန်းကိုတနက်နဲ့ပြစ်တက်ဖို့ကြိုးစားပေမဲ့အနောက်ကနေချူကျူးကအချိန်မီတားလိုက်လို့သာမပြစ်ဖြစ်လိုက်တာပါလှုပ်ဖို့ကင်ဘက်တွေလည်းပြေးဝင်လာကြပါတယ်တေဆူဟာသူ့ကိုစာရန်တယောက်လိုပြုံးပြနေတဲ့ကန်ချွန်းကိုကြည့်ပြီးဘာမှမတက်နိုင်ခဲ့ပါဘူး။ဆောင်းဟွန်းကတော့ဇနီးတဲ့မီယွန်းတစ်ခုခုဖြစ်သွားပြီဆိုတာသိလိုက်ရတဲ့နောက်မှာသူတို့နှစ်ယောက်ရဲ့အမှတ်တရတွေကိုပြန်ကြည့်နေပါတယ်။ရုတ်တရက်ဖုန်းထဲကဓာတ်ပုံတစ်ပုံမှာမီယွန်းကကိုဝင်စစ်တဲ့ပစ္စည်းကိုကင်ထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနေ့ကဖုန်းထဲမှာမီယွန်းပြောခဲ့တဲ့အံ့ဩစရာလက်ဆောင်ဆိုတာကိုလည်းသတိရသွားပါတယ်။သူချက်ချင်းပဲအိယာဘေးကအန်ဆွဲကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကိုဝင်စစ်တဲ့ပစ္စည်းကိုတွေ့လိုက်ရပါတယ်။ဆောင်းဟွန်းဟာမီယွန်းမှာသူ့ရဲ့ရင်သွေးလေးရှိနေခဲ့ပြီဆိုတာကိုသိသွားခဲ့ပါပြီ။ဒါဟာတကယ်ကိုပျော်စရာကောင်းတဲ့သတင်းဖြစ်ရမှာပေမဲ့မီယွန်းတိတ်ဆုံးသွားတာနဲ့အတူမမွေးသေးတဲ့ကလေးလေးပါဆုံးရှုံးသွားရတာကြောင့်ဆောင်းဟွန်းဟာအကြီးအကျယ်နာကျင်ခံစားလိုက်ရပါတယ်။မကြခင်မှာပဲကန်ချွန်းကိုအခင်းဖြစ်တဲ့နေရာတွေမှာတွားရောက်စစ်ဆေးမှုတွေလုပ်ခိုင်းပါတယ်။ကားပေါ်ကဆင်းလိုက်တာနဲ့သတင်းထောက်တွေကဝိုင်းအောင်လာကြပါတယ်။သားကောင်တွေရဲ့မိသားစုဝင်တွေကလည်းသူ့ကိုအစိမ်းလိုက်ဝါးစားခြင်းလောက်အောင်ကိုဒေါသထွက်နေကြပြီးရဲတွေကမနှဲတားထားရတာပါ။ကန်ချွန်းရဲ့အိမ်ကိုစစ်ဆေးပြီးတဲ့နောက်တောထဲမှာထပ်ပြီးစစ်ဆေးမှုတွေလုပ်ကြပါတယ်။ဆောင်းဟွန်းကတော့မီယွန်းအတွက်ကပ်ပြီးကလင်စားချေဖို့အခွင့်အရေးကိုစောင့်နေတာပါ။အခွင့်အရေးရတာနဲ့သူကဓာတ်တစ်ချောင်းကိုကင်ပြီးကန်ချွန်းစီကိုပြေးဝင်သွားပါတယ်။
ဒါပေမဲ့သူကဘန်ဝင်တန်းတယောက်ပဲဖြစ်လေတော့အားနေတဲ့သူ့ရဲ့အပြုတ်မှုကိုရဲတွေကချက်ချင်းမြင်သွားတာပေါ့ရဲတယောက်ကခြေထောက်နဲ့ခလုတ်တိုက်လိုက်ရုံနဲ့တင်စောင်းဟွန်းဟာမြေပြင်ပေါ်မှာမှောက်ခုံလဲသွားခဲ့ပါတယ်အဲဒီနောက်သူ့ကိုမြေပြင်ပေါ်မှာဖိထားလိုက်ကြပြီးစောင်းဟွန်းဟာကန်ချုံကိုကြည့်ပြီးဘာမှမတက်နိုင်တဲ့အော်ဟစ်တန်တွေပဲထုတ်နေနိုင်ပါတော့တယ်မကြခင်မှာပဲရုံးတော်ကနေအမိန့်ချမဲ့အချိန်ရောက်လာပါတယ်ဘာမှထူးထူးခြားခြားမရှိပါဘူးတက်တေခိုင်လုံတဲ့အတွက်ကန်ချုံကိုအမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်ပါတယ်ဒါပေမဲ့ကိုရီးယားနိုင်ငံမှာ1998ခုနှစ်ဒီဇင်ဘာလနောက်ပိုင်းကတည်းကတေတံကိုလက်တွေ့မစီရင်တော့တာကြောင့်တကယ်တော့တေတံဖျက်သိမ်းထားတဲ့နိုင်ငံလို့တောင်ပြောလို့ရပါတယ်။ဒါကြောင့်ကန်ချုံဟာတေတံလို့အမိန့်ချခံရပေမဲ့အသက်ရှင်နေဆဲဖြစ်ပြီးဥပဒေရဲ့အကာအကွယ်ကိုရနေကတခြားမိသားစုဝင်တွေရဲ့ရန်ကနေလည်းကင်းဝေးနေဒီအမိန့်ကိုကြားလိုက်ရတဲ့ဆောင်းဟွန်းဟာဇနီးတဲ့မီယွန်းရှိရာကိုသွားဖို့အတွက်အိမ်မှာပဲကိုအဆုံးစီရင်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ကျိုးကပြတ်သွားခဲ့လို့တေဖို့ကြိုးစားတာလည်းအရာမထင်ခဲ့ပါဘူး။ဇနီးကိုတတ်တဲ့ရန်သူကအသက်ရှင်နေတော့သူကတော့ကလဲစားမချေနိုင်ဘူးဖြစ်နေတာပေါ့။ဒါနဲ့နောက်တစ်နေ့မှာဆောင်းဟွန်းကရောက်ဖဖြစ်သူတဲ့စုကိုခေါ်ပြီးနောက်ဆုံးအကြိမ်ထမင်းအတူတူစားကြပါတယ်။နောက်ဆိုရင်သူ့ကိုလာမရှာဘူးနဲ့တဲစုကိုမြင်ရင်မီယွန်းကိုတတိယလို့ပါဆိုပြီးပြောလိုက်ပါတယ်။တဲစုလည်းဒါကိုလက်ခံလိုက်ရုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။တဲစုထွက်သွားပြီးတဲ့နောက်အချိန်တွေက3နှစ်ဆိုတဲ့ကာလကိုကုံဆုံးသွားခဲ့ပါတယ်။ဒီနေ့မှာတော့ဖုန်းတစ်လုံးကအိပ်ပျော်နေတဲ့တဲစုကိုနှိုးလိုက်ပါတယ်။အခင်းဖြစ်တဲ့နေရာကိုရောက်သွားတော့အနီးအနားကဂိုင်းစတာခေါင်းဆောင်ဝီအောင်ရှိအသက်ခံလိုက်ရတာကိုတွေ့ရပါတယ်။အမျိုးသမီးတယောက်ရဲ့ပြောပြချက်အရအဲ့ဒီအချိန်မှာအဝတ်အစားအမဲရောင်ဝတ်ထားပြီးဥထုံနဲ့နှာခေါင်းစည်းတက်ထားတဲ့လူတစ်ယောက်ကဝီအောင်ရှိကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးတက်သွားတာပါ။အဲ့ဒီအမျိုးသမီးရဲ့ပြောပြချက်ကိုနားထောင်ပြီးသူတို့နှစ်ယောက်လည်းထူးဆန်းနေတယ်လို့ခန်းစားမိပါတယ်။ဒါဟာဂိုင်းအချင်းချင်းတိုက်ခိုက်တာပဲဖြစ်မယ်လို့ထင်ပြီးလွန်ခဲ့တဲ့3နှစ်ကကန်ချွန်းရဲ့အမှုနဲ့မပတ်သက်တော့ဘူးလို့တွေးလိုက်ကြပါတယ်။အဲဒီနောက်လုပ်ဖို့ဂိုင်းဘက်တွေနဲ့အတူအမှုသွားအမှုလာကိုဆွေးနွေးကြပါတယ်။ဆွေးနွေးပြီးတဲ့နောက်မှာတော့ဝီအောင်ရှိရဲ့လက်အောက်ငယ်သားကယာဒူးလိုချင်လို့တက်တာပဲဖြစ်နိုင်တယ်လို့ကောက်ချက်ချလိုက်ကြပါတယ်။အစအနရသွားတဲ့တဲဆူဟာချက်ချင်းပဲအမှုကိုစတင်စုံစမ်းပါတော့တယ်။သူဟာဝီအောင်ရှိရဲ့လက်အောက်ငယ်သားဒဲဦးရဲ့နေမြေကိုတိုက်ရိုက်သွားလိုက်ပါတယ်။စကားကိုလှည့်ပတ်မနေပဲမင်းကယာဒူးလိုချင်လို့ခေါင်းဆောင်ကိုတက်လိုက်တာလားလို့တိုက်ရိုက်မေးလိုက်ပါတယ်။ဒါပေမဲ့ဒဲဦးကတော့လှောင်ပြုံးပြီးဒီလိုယာဒူးလေးတစ်ခုအတွက်နဲ့တော့လူတက်စရာမလိုပါဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒါနဲ့သူတို့နှစ်ယောက်လည်းဘာမှမတတ်နိုင်ပဲထွက်လာခဲ့ပြီးဂိုင်းရဲ့အချက်လက်တွေကိုလိုက်ရှာကြပါတယ်။နောက်ဆုံးမှာတော့ထောင်ထဲမှာရှိနေတဲ့လူတစ်ယောက်တေဆုံးသူဝီအောင်ရှိရဲ့ခေါင်းဆောင်ဟောင်းခြံရေးကိုတန်တရားဖြစ်လာကြပါတယ်။လက်စုကခြံရေးကိုခေါ်ယူတွေ့ဆုံပြီးသူ့ရဲ့တပည့်ဝီအောင်ရှိတေသွားပြီလို့ပြောပြလိုက်ပါတယ်။ဒါကိုကြားတဲ့ခြံရေးကတိတ်ပြီးအံ့ဩမသွားပဲဝမ်းသာနေတဲ့အရေးအယောင်တောင်ရှိနေတာကိုတဲဆူးသတိထားမိလိုက်ပါတယ်။ဒါပေမဲ့ခြံရေးကထောင်ထဲမှာရှိနေတာကိုအပြင်ကဝီအောင်ရှိကိုဘလို့နီးနဲ့တတ်ခိုင်းတယ်လဲဆိုတာကိုတော့သူစဉ်းစားလို့မရသေးပါဘူး။ဒါပေမဲ့ဒီအမှုရဲ့အဖြေကခြံရေးစီမှာရှိမယ်ဆိုတာသိတဲ့အတွက်ဆက်ပြီးစုံစမ်းပါတော့တယ်။အဲ့ဒီအချိန်မှာကန်ချွန်းကလည်းဒီထောင်ထဲမှာပဲရှိနေတာပါ။3နှစ်တာကာလအတွင်းမှာကန်ချွန်းဟာဘာပြစ်ဒဏ်မှမခံရတဲ့အပြင်ထောင်ထဲမှာအေးဆေးတက်တောင့်တက်တာနေရပြီးထောင်ဝန်ထမ်းတွေတောင်သူ့ကိုစကားအများကြီးမပြောရဲကြပါဘူး။ဘာလို့လဲဆိုတော့သူတို့မျက်လုံးထဲမှာကန်ချွန်းဟာရိုးရိုးလူမိုက်မဟုတ်ပဲလက်မှာသွေးတွေပေးချမ်းနေတဲ့စိတ်ဓာတ်ဆက်လူသက်သမားဖြစ်နေလို့ပါပဲ။အပြင်မှာတော့တဲဆူးကခြံရေးအကြောင်းကိုဆက်ပြီးစုံစမ်းနေတော့မှာပဲ။သူကတငယ်ချင်းဟောင်းတယောက်စီကနေအခြေအနေကိုမေးမြန်းကြည့်ပါတယ်။အဲ့ဒီလူရဲ့ပြောပြချက်အရတဲဆူးဟာမသိသေးတဲ့လှုပ်ဝက်ချက်တစ်ခုကိုသိလိုက်ရပါတယ်။ဝီအောင်ရှိဟာခြံရေးကလက်တွဲခေါ်လာတဲ့တပည့်ဖြစ်ပေမဲ့ခြံရေးထောင်ထဲရောက်သွားတာကဝီအောင်ရှိကတိုင်တောလိုက်လို့ပါ။ပြောရရင်တော့ကိုယ်တိုင်မွေးထုတ်ခဲ့တဲ့လူကအနောက်ကနေဓာတ်နဲ့ထိုးလိုက်တာပေါ့။ခြံရေးဟာထောင်ထဲမရောက်ခင်အထိသူဘာလို့အဖမ်းခံရလဲဆိုတာကိုတော့မသိခဲ့ပါဘူး။သတင်းရပြီးတဲ့နောက်တဲဆူးကရဲအုပ်ကြီးစီသွားပြီးအတည်ပြုပါတယ်။ရဲအုပ်ကြီးကဖုန်းဆက်ပြီးတဲ့နောက်မှာတော့အဲ့ဒီသတင်းကတကယ်မှန်နေတာကိုသိလိုက်ရပါတယ်။ဒါကြောင့်သူတို့ကကောက်ချက်ချတာကတော့ခြံရေးကဝီအောင်ရှိကိုတတ်ဖို့ကြံစီတာဟာဖြစ်နိုင်ပါတယ်။ဒါပေမဲ့အခုသိချင်တာကဘသူကတေတံကျနေတဲ့အကျဉ်းသားအတွက်ဒီလိုကိစ္စမျိုးကိုလုပ်ပေးမှလဲဆိုတာပါပဲ။ခြံရေးအပြင်လောကနဲ့ဆက်သွယ်နိုင်တဲ့တခုတည်းသောအခွင့်အရေးကတော့အပြင်ထွက်တင်တန်းတက်ခွင့်ရတဲ့အချိန်ပဲဖြစ်ပါတယ်။ဒါကိုကြားလိုက်တဲ့တဲဆူကတခုခုကိုသတိရသွားပြီးစောင့်ကြည့်ကင်မရာအခန်းကိုသွားပြီးဗီဒီယိုတွေကိုပြန်ကြည့်ပါတယ်။အဲ့ဒီမှာသူတွေ့လိုက်ရတာကတော့နာရီကိုလာတဲ့လူတွေတဲကတယောက်ဟာသူ့ရဲ့ရောက်ဖဆောင်းဟုံးဖြစ်နေတာပါပဲ။ဒါကိုမြင်လိုက်တဲ့တဲဆူဟာတုန်လှုပ်သွားပြီးချက်ချင်းပဲဆောင်းဟုံးရဲ့အိမ်ဟောင်းကိုသွားလိုက်ပါတယ်။အိမ်ထဲရောက်ပြီးမကြခင်မှာပဲအပြင်ကနေတကားဖွင့်တန်ကြားလိုက်ရပါတယ်။ဟိုဘက်ကလူကလည်းတခုခုထူးဆန်းနေတာကိုသိပြီးချက်ချင်းလှည့်ပြေးပါတော့တယ်။တဲဆူလည်းအနောက်ကနေအစွမ်းကုန်လိုက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီလူကိုလမ်းပိတ်နေတဲ့နေရာတစ်ခုမှာပိတ်မိသွားစေပါတယ်။တဲဆူကတနက်ထုတ်ပြီးခေါင်းမော့ဖို့အမိန့်ပေးလိုက်ပါတယ်။တနက်ရှိမှာတော့ဘသူမှမခုခံရဲတာထုံးစံပါပဲ။အဲ့ဒီလူကစောင်းဟုံးဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့တဲဆူဟာလုံးဝစွန့်အပ်သွားပါတော့တယ်။သူ့ရှိမှရှိနေတဲ့ဒီလိုတန်မာတဲ့လူတစ်ယောက်ဟာအရင်ကအားနည်းလာတဲ့သူ့ရောက်ဖစောင်းဟုံးဖြစ်နေမယ်လို့သူလုံးဝမယုံနိုင်ပါဘူး။စောင်းဟုံးကလည်းတဲဆူတနက်မပြည့်ရဲဘူးဆိုတာသိနေတော့တတိုင်းကိုကြော်ပြီးထွက်ပြေးသွားပါတယ်။တဲဆူကလည်းတောက်လျှောက်လိုက်သွားပြီးစွန့်ပစ်ထားတဲ့ဂိုဒေါင်တစ်ခုထဲမှာစောင်းဟုံးကိုဖမ်းမိသွားပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်လုံးထွေးတပ်ပုတ်ရင်းနဲ့ဝရန်ဒါပေါ်ကနေအတူတူပြုတ်ကျသွားခဲ့ပါတယ်။ကံမကောင်းတာကတဲဆူကအောက်ကနေခံပြီးပြုတ်ကျသွားတာပါ။ဆောင်းဟုံးကတော့ထပြီးထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ဘာမှမတတ်နိုင်တဲ့တဲဆူဟာဆောင်းဟုံးရဲ့အိမ်ကိုပြန်ပြီးအစအနထက်ရှာပါတယ်။အိမ်ထဲရောက်တော့အခန်းထဲကပုံစံတွေကလုံးဝပြောင်းလဲနေတာကိုသူတွေ့လိုက်ရပါတယ်
စပွဲပေါ်မှာဓားရတွေအပြည့်ဖြစ်နေပြီးသူ့ကိုတပ်ပစ်မယ်ဆိုတဲ့စကားလုံးတွေကိုလည်းနေရာအနှံ့ထွင်းထုတ်ထားတာပါတကယ်တော့ဇနီးတဲ့မီယွန်းတိတ်ဆုံးသွားပြီးတဲ့နောက်ကလစ်စားမချေနိုင်တဲ့အပေါ်နာကြီးနေတဲ့ဆောင်းဟုန်းဟာသူ့ကိုယ်သူတန်မာလာအောင်လေ့ကျင့်ခန်းတွေအပြင်းထန်လုပ်ခဲ့တာဖြစ်ပါတယ်တဲဆူးဟာနေရန်ပေါ်မှာဆောင်းဟုန်းစုံစမ်းထားတဲ့လူတွေရဲ့ပတ်သက်မှုဇယားကိုလည်းတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာတဲဆူးသိလိုက်တာကတော့ဝီအောင်ရှိအသက်ခံရတဲ့ကိစ္စဟာဆောင်းဟုန်းနဲ့မကင်းဘူးဆိုတာပါပဲအဲ့ဒီလိုသာဆိုရင်ဝီအောင်ရှိရဲ့တပည့်ဒဲဦးလည်းအန်ဒီရရှိနိုင်ပါတယ်ဒါနဲ့တဲဆူးကအနှိတ်ခံနေတဲ့ဒဲဦးစီဖုန်းဆက်ပြီးတယောက်ယောက်ကသူ့ကိုတတ်ဖို့လာနိုင်လို့သတိထားဖို့သတိပေးလိုက်ပါတယ်ဒဲဦးကလည်းရဲစကားကိုနားထောင်ပြီးသူ့ကိုကာကွယ်ဖို့တပည့်တွေကိုခေါ်လိုက်ပါတယ်ဒါပေမဲ့ဖုန်းမချရသေးခင်မှာပဲဆောင်းဟုန်းကကားနဲ့အတင်းဝင်တိုက်ပါတော့တယ်တစ်ချိန်တည်းမဟုတ်ပဲအချိန်ချင်းဝင်တိုက်နေတာပါဘေးကတပည့်တွေကပြေးလာပြီးဆောင်းဟုန်းကိုတားကြပါတယ်နောက်ဆုံးမှာတော့သူ့ကိုကားထဲကနေဆွဲထုတ်ပြီးအကြီးအကျယ်ထိုးချိတ်ကြပါတော့တယ်။ကံကောင်းတာကတဲဆူရောက်လာပြီးတနက်ပစ်ဖောက်လိုက်လို့သာအဲ့ဒီလူမိုက်တွေထွက်ပြေးသွားပြီးဆောင်းဟုန်းအသက်ချမ်းသာရာရခဲ့တာပါ။ဒါပေမဲ့လူမိုက်တွေထွက်သွားတဲ့အချိန်မှာမြေပြင်ပေါ်ကဆောင်းဟုန်းလည်းပျောက်ကွယ်သွားခဲ့ပါပြီ။ဆောင်းဟုန်းထွက်ပြေးသွားလို့တဲဆူလည်းရဲအုပ်ကြီးရဲ့စူပူမှုကိုခံလိုက်ရပါတယ်။လူအများရှိမှတနက်ပစ်ခဲ့လို့ပြည်သူတွေထိတ်လန့်သွားစေတဲ့အတွက်ပါရဲအုပ်ကြီးကတဲဆူရဲ့တနက်ကိုသိမ်းလိုက်ပြီးတဲဆူရဲ့ခံစားချက်ကိုနားလည်ပေမဲ့လည်းရဲတယောက်အနေနဲ့ဒီလိုမျိုးမလုပ်သင့်ဘူးလို့ဆုံးမလိုက်ပါတယ်အဲ့ဒီနောက်တဲဆူကိုစောင့်ကြည့်ဖို့အတွက်ရဲလေးတယောက်ကိုလွှတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာထောင်ထဲကခြံရည်ကလည်းသူ့ရဲ့အစီအစဉ်ကိုစတင်လိုက်ပါပြီတကယ်တော့ခြံရည်နဲ့ဆောင်းဟုန်းတို့ရဲ့သဘောတူညီချက်ကတော့ဆောင်းဟုန်းကခြံရည်ကိုတစ္ဆာဖောက်တဲ့လူတွေကိုရှင်းပေးရမှာဖြစ်ပြီးခြံရည်ကတော့ကန်ချွန်းကိုတန်ရအပြင်းထန်ရအောင်လုပ်ပေးပြီးဆေးရုံကိုပို့ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ခြံရည်ဟာကန်ချွန်းရဲ့တိုက်ခိုက်နိုင်စွမ်းကိုအထင်သေးသွားခဲ့ပုံရပါတယ်ဒါနဲ့အချက်ပေါင်းများစွာအထိုးခံရတာတော့ကန်ချွန်းကဘာမှမဖြစ်တယ်လို့မျိုးပြန်လဲတိုက်ခိုက်ပါတယ်နောက်ဆုံးမှာတော့ကန်ချွန်းကခြံရည်ကိုပြန်တက်လူနီးပါဖြစ်သွားပြီးသူကိုယ်တိုင်လည်းဒဏ်ရာအပြင်းထန်ရကသတိမေ့သွားခဲ့ပါတယ်ထောင်ဝန်ထမ်းတွေရောက်လာပြီးသူတို့နှစ်ယောက်လုံးကိုဆေးရုံကိုပို့လိုက်ပါတယ်ကန်ချွန်းကိုအမြဲစောင့်ကြည့်နေတဲ့တေဆူဟာဒီသတင်းကိုချက်ချင်းရလိုက်တာပေါ့သူကချိုကျူးနဲ့အတူဆေးရုံကိုသွားခဲ့ပါတယ်ဆေးရုံရောက်တာနဲ့သူကခြံရည်ရဲ့အခန်းထဲကိုပြေးဝင်သွားပါတယ်သူကအောက်ဆီဂျင်ပိုက်ကိုဆွဲဖြုတ်လိုက်ပြီးစောင်းဟုန်းနဲ့ဘာတွေသဘောတူထားတယ်လဲဆိုတာကိုအတင်းမေးပါတော့တယ်ခြံရည်ရဲ့ပြောပြချက်ကိုကြားလိုက်ရတဲ့အခါမှာတော့တေဆူဟာအံ့ဩသွားရပြန်ပါတယ်စောင်းဟုန်းကိုသူကရှာတာမဟုတ်ပဲစောင်းဟုန်းကသူ့ကိုအရင်လာရှာတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့စောင်းဟုန်းဟာသူ့ရဲ့ဇနီးနဲ့ကလေးကိုတတ်တဲ့လူသက်သမားကအသက်ရှင်နေတာကိုမကြည့်ရလို့ပါအခုထိလည်းသူ့ဇနီးရဲ့အလောင်းကိုရှာမတွေ့သေးတာကြောင့်စောင်းဟုန်းကဒီလိုသဘောတူညီချက်မျိုးလုပ်ခဲ့တာပါဒါကိုကြားတဲ့တဲဆူလည်းအခြေအနေမဟန်ဘူးဆိုတာသိသွားပြီးထပ်မေးဖို့ကြိုးစားပေမဲ့ခြံရည်ကနှလုံးခုန်နှုံးတွေအရန်တက်လာပြီးသေလူနီးပါးဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာစောင်းဟုန်းကလည်းဆေးရုံကိုရောက်လာပြီးသူ့ရဲ့အစီအစဉ်ကိုစတင်ပါတော့တယ်သူကဆေးရုံထဲမှာမိခိုးတွေအများကြီးထွက်အောင်လုပ်ပြီးမိဘေးအချက်ပေးတံမြည်အောင်လုပ်လိုက်လို့ဆေးရုံကလူတွေအားလုံးအပြင်ကိုထွက်သွားကြပါတယ်ကန်ချွန်းကတော့အခွင့်အရေးကိုအသုံးချပြီးသူ့ရဲ့လက်ကောက်ဝက်ကိုချိုးကလက်ထိတ်ကနေယုံထွက်လိုက်ပါတယ်ရဲတွေအထဲဝင်လာတဲ့အခါမှာတော့သူကအလစ်တိုက်ခိုက်ပါတော့တယ်လူတက်ရတဲ့အရာတာကိုမခံစားရတာကြာပြီဖြစ်တဲ့ကန်ချွန်းဟာလူနှစ်ယောက်ကိုဇက်တိုက်တပ်ပစ်လိုက်ပါတယ်တဲဆူတို့ရောက်လာတဲ့အချိန်မှာတော့အားလုံးနောက်ကျသွားခဲ့ပါပြီကန်ချွန်းကသူ့အနိုင်ရပြီလို့ထင်နေတော့မှပဲဆောင်းဟုန်းကသူ့ကိုလျှက်စစ်နဲ့တို့ပြီးမေ့လဲသွားအောင်လုပ်လိုက်ပါတယ်အဲ့ဒီနောက်သူ့ကိုဗင်ကားပေါ်တင်သွားတာကိုတဲဆူမြင်သွားပြီးလမ်းပေါ်မှာကားချင်းအပြင်းအထန်လိုက်လံမောင်းနှင်ကြပါတော့တယ်တဲဆူကဆောင်းဟုန်းတယောက်အမောင်လောကထဲရောက်သွားမှကိုစိုးရိမ်နေပြီးဆောင်းဟုန်းကတော့ကန်ချွန်းကိုသုံးပြီးမီယွန်းရဲ့အလောင်းကိုရှာချင်နေတာပါနောက်ဆုံးမှာတော့တဲဆူရဲ့ကားကအသေးပုံတစ်ခုကိုဝင်တိုက်မိပြီးရှေ့ဆက်မရဖြစ်သွားခဲ့ပါတယ်။ဆောင်းဝန်းကတော့လမ်းကြားထဲကနေထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ကားရက်ပြီးတဲ့နောက်မှာတော့ကန်ချွန်းကိုကားပေါ်ကဆွဲထုတ်ပြီးတောထဲကိုခေါ်သွားပါတယ်။မီယွန်းရဲ့အလောင်းဘယ်မှာလဲဆိုတာကိုအတင်းညွှန်ပြခိုင်းတာပါ။အဲ့ဒီအချိန်မှာရဲတွေကလည်းတောင်ပေါ်ကိုအင်အားအလုံးရင်းနဲ့တက်လာကြပါပြီ။တဲဆူလည်းတောထဲမှာသူတို့နှစ်ယောက်ကိုလိုက်ရှာနေတော့မှာပဲ။ကန်ချွန်းကဆောင်းဝန်းကိုကြောက်တုံးကြီးတစ်ခုရှေ့ကိုခေါ်သွားပြီးသူ့ဇနီးကအဲ့ဒီအောက်မှာရှိတယ်လို့ပြောလိုက်ပါတယ်။ဒါကိုမြင်တဲ့ဆောင်းဝန်းကဝမ်းနဲ့ပူဆွေးပြီးကန်ချွန်းကိုအမြန်တူးခိုင်းလိုက်ပါတယ်။ကန်ချွန်းကလည်းအလိုက်တင်မဲ့တူးပေးပြီးပလတ်စတစ်အိတ်နဲ့ထုတ်ထားတဲ့ပစ္စည်းတစ်ခုထွက်လာပါတယ်။ဆောင်းဟုန်းကမီယွန်းရဲ့အလောင်းလို့ထင်ပြီးအနားကိုတိုးကြည့်တဲ့အချိန်မှာကန်ချွန်းကအိတ်ထဲကဂွားတစ်ခုကိုယူပြီးဆောင်းဟုန်းရဲ့ခေါင်းကိုအားနဲ့ရိုက်ချလိုက်ပါတော့တယ်။တကယ်တော့အိတ်ထဲမှာရှိနေတာကမီယွန်းရဲ့အလောင်းမဟုတ်ပဲလူသက်ကရိယာတွေဖြစ်နေတာပါ။ကန်ချွန်းကကြိုးတွေကိုဖြုတ်ပြီးလျှက်စစ်လွန်သွားကိုထုတ်လိုက်ပါတယ်။ပြီးတော့မင်းရဲ့ဇနီးကိုဒီပစ္စည်းနဲ့တတ်လိုက်တာလို့ဆောင်းဟုန်းကိုပြောလိုက်ပါတယ်။ဆောင်းဟုန်းကတော့မီယွန်းဘလို့တည်လဲဆိုတာကိုဂရုမစိုက်တော့ပဲအလောင်းပင်မှာလဲဆိုတာကိုပဲသိချင်နေတာပါ။ကန်ချွန်းကလည်းသူ့ဆန္ဒကိုဖြည့်ဆည်းပေးပြီးအလောင်းရှိတဲ့နေရာကိုပြောပြလိုက်ပါတယ်။အမှန်တရားကိုသိလိုက်ရတဲ့ဆောင်းဟုန်းဟာမီယွန်းရဲ့အလောင်းရှိရာကိုအာရင်ကုန်ခန်းစွာနဲ့တွားသွားနေတော့မှကန်ချွန်းကတော့သူ့ကိုလှုပ်မပေးပဲအပေါ်ကနေထပ်ပြီးတူနဲ့ထုလိုက်ပြန်ပါတယ်။ဒီမြင်ကွင်းကိုရောက်လာတဲ့တဲဆူးကမြင်သွားပြီးဆောင်းဟုန်းကိုကယ်ဖို့အတွက်ကန်ချွန်းစီပြေးဝင်သွားပါတော့တယ်။တဲဆူးကိုမြင်တာနဲ့ကန်ချွန်းကလှည့်ပြေးပေမဲ့ဒဏ်ရာရထားတဲ့သူကကြမ်းကြမ်းမာမာရှိနေတဲ့တဲဆူးကိုဘလို့မှမပြေးနိုင်ပါဘူး။ခဏလေးအတွင်းမှာပဲတဲဆူးကသူ့ကိုမြေပြင်ပေါ်မှာဖိထားပြီးအကြီးအကျယ်ထိုးကျိတ်ပါတော့တယ်။အဲ့ဒီအချိန်မှာရဲတွေလည်းရောက်လာပြီးတဲဆူးကိုဝိုင်းထားလိုက်ကြပါတယ်။တဲဆူးဟာမြေပြင်ပေါ်ကကန်ချွန်းကိုကြည့်ပြီးနှစ်အတော်ကြာအောင်အဲထားခဲ့ရတဲ့ဒေါသတွေပေါက်ကွဲထွက်လာပါတယ်။သူကကြောက်တုံးကိုယူပြီးကန်ချွန်းကိုထုတက်ဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့တဲဆူးလက်ပါမဲ့အချိန်မှာပဲအဝေးကနေနှိမ်နှင်းရဲတယောက်ကတဲဆူးရဲ့လက်ကိုတနက်နဲ့လှမ်းပစ်လိုက်ပါတယ်။ဒါကိုမြင်တဲ့ချိုကျူးကဒေါသထွက်ပြီးဘဲကခွေးကောင်ကပစ်တာလဲလူသက်သမားကိုမပစ်ဘဲဘာလို့ရဲကိုပစ်တာလဲလို့အော်ဟစ်ဆဲဆိုပါတော့တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးကိုရဲတွေကခေါ်သွားကြပါတယ်
လမ်းမှာတော့တဲဆူကချိုကျူးကိုတစ်ချက်ကြည့်လိုက်ပါတယ်ချိုကျူးကလည်းတဲဆူရဲ့မျက်လုံးထဲမှာကလေးစားချေချင်းစိတ်တွေပြည့်နေတာကိုရိပ်မိပြီးမမြင်ချင်းအောင်ဆောင်ကခေါင်းလှည့်သွားလိုက်ပါတယ်တဲဆူလည်းချိုကျူးကသူ့ကိုကူညီနေတာမှန်းသိလိုက်ပါတယ်ဘာလို့လဲဆိုတော့အခုကန်ချုံကိုမတက်ရင်နောက်ဆိုအခွင့်အရေးရှိမှာမဟုတ်တော့လို့ပါတဲဆူဟာရဲတွေရဲ့လက်ကနေယုံထွက်ပြီးချိုကျူးရဲ့တနက်ကိုဆွဲထုတ်ကကန်ချုံရဲ့ခေါင်းကိုတစ်ချက်ထဲနဲ့ပစ်တက်လိုက်ပါတော့တယ်ကန်ချုံတိတ်ဆုံးသွားတဲ့အချိန်မှာသူ့မျက်နှာပေါ်မှာထူးဆန်းတဲ့အပြုံးတစ်ခုရှိနေခဲ့ပါတယ်သူ့ရဲ့ရုံမာရက်ဆက်တဲ့ဘဝဟာအဲ့ဒီအချိန်မှာပဲအဆုံးသတ်သွားခဲ့ပြီးဇကားကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတော့တယ်